အခုဒီဗီဒီယိုကြည့်နေတဲ့ဘော်ဒါတွေထဲမှာဂိုးဖမ်းတာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဘော်ဒါတွေရှိလားရှိတယ်ဆိုရင်ဒီဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဂိုးဖမ်းတာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာကိုတက်တန်းလိုက်မြန်မာလက်ယူစဉ်ကစားသမားဟောင်းတယောက်ဖြစ်တဲ့အကိုတယောက်ကိုကျွန်တော်အင်တာဗျူးထားပါတယ်သူ့ရဲ့ဂိုးသမားဘဝဖြတ်တန်းပုံနဲ့ဂိုးသမားတယောက်မှာရှိတဲ့ skill တွေကိုလည်းကျွန်တော်ထည့်ပြီးတော့မေးထားပေးပါတယ်ကျွန်တော်နာမည်ကတော့တန့်စင်ကြီးကိုဘောလုံးကစားသမားမှဆိုဘယ်နေရာလဲကျွန်တော်ဘိုးသမားဘိုးနားနေလေယူစဉ်ကစားသမားလည်းဖြစ်ခဲ့တာဆိုတော့เนาะဒီပေါ့เนาะဘယ်အချိန်မှလေယူစဉ်စပါဘယ်အချိန်မှစပါလဲဆိုကျွန်တော်2017 U16 လာဦးမှာကျင်းပတဲ့အာဆီယံပွဲမှာပါဒီလိုပေါ့เนาะကိုတွားခဲ့တဲ့နိုင်ငံနေဆိုရင်ဘယ်နိုင်ငံလောက်ဖြစ်10နိုင်ငံလောက်တော့ရှိနေတယ်အဲ့ကျမှဟိုမှတ်မှတ်ရဆိုတော့ U19 ကျွန်တော် World Cup ဝင်ပြီးဂျာမနီထွေနေသွားလို့ရှိရင်အဲ့ဒါဆိုရင်19ပွဲပြီးတော့ကစားခဲ့ရတဲ့ကစားသမားတွေနဲ့ဆိုရင်နာမည်ကြီးကစားသမားတွေဘူးဖြစ်ကျွန်တော်တို့ကတော့အောင်သူမောင်မောင်လွင်တန်းပိုင်ဂျုံမင်းဦးမြို့ကိုထုံးသူတို့ရန်နိုင်ဦးတို့ငင်းချအောင်ဘိုးသမားတယောက်ဖြစ်ပြီးဖြစ်ဖို့ဆိုရင်ပေါ့နော်ကိုယ်စီမှာဘယ်လိုချက်မျိုးတွေရှိရဘိုးသမားတယောက်ဖြစ်ပြီဆိုရင်တော့ဆုံးဖြတ်ချက်အဓိကတော့ဆုံးဖြတ်ချက်ခိုင်မှာပေါ့ကြီးကြီးရောဘိုးသမားတယောက်ကဘာလို့လဲနည်းနည်းတက်တိရှိပြီးတော့ဆုံးဖြတ်ချက်ခိုင်မှာဆိုတော့ဘိုးသမားကောင်းတော့ဖြစ်နေတယ်ဘာလို့ဆိုကိုဆုံးဖြတ်ချက်တွေမှားသွားတဲ့အချိန်ကျရင်ကိုယ့်ရဲ့တင်ဟာဖိစက်မှုကြီးကြီးမားဖြစ်သွားဒါပေါ့နော်ကိုယ့်ရဲ့mentality ပိုင်းစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီကိုဘက်ကဘိုးသမားတယောက်ဆိုရင်ရှိတဲ့ skill ဆိုရင်ဘယ်လို skill တွေရှိလဲဘိုးသမားတယောက်ကအခုခေတ်ဘိုးသမားကတော့အကုန်လုံးရှိတဲ့နေတယ်ဘာလို့ဆိုအခုဆိုရင်ဘောလုံး modern ပြောင်းလာဘောလုံးမှာဘိုးသမားတယောက်လည်းဘောလုံးကစားတတ်ရမယ်ဆိုဖန်တဲ့ယုံနေတော့မရတော့ဘူးဘိုးသမားတယောက်လည်းဘောလုံးကစားသမားတယောက်လိုကစားတတ်ရတော့အကုန် skill ဒီခေတ်ကတော့တောင်းဆိုမှုများလာစကေးပေါင်းဆိုရှိရတော့ဘိုးမတော်ကိုပြည့်စုံဘိုးကစ်တွေဆိုရင်ပေါ့နော်ဘယ်လိုမျိုးနေထားမှာဘိုးကစ်တွေကိုလေ့ကျင့်တဲ့တေကန်ဘောစကန်ပဲဘောတွေတို့တေကန်ဘောနေထားတွေကအရင်ဆုံးတော့ဘယ်လိုပြောမလဲထိချက်မှန်အောင်ရေးလေ့ကျင့်တာပဲကောင်းတော့ဘာလို့ဆိုစကန်ချင်းဟိုဝေးရောက်ဖို့မလိုဘူးဒီမှာဟိုကိုကထိချက်လေးမှန်နေဆိုနောက်ပိုင်းကျမှထိချက်လေးမှန်သွားတော့မှကိုကတိကျမှုထပ်ပြီးတော့လေ့ကျင့်တော့အဆင်ပြေပါဘူးအဲ့လိုမဟုတ်ပဲစကန်နေဟိုဝေးရောက်ဖို့ပဲကန်နေရင်တော့ဝေးရောက်ဖို့တိကျဖို့ပဲကောင်းတော့တိကျမှုလိုပြီးတော့စူးစမ်းပြီးထိချက်မှန်နဲ့တိကျမှုလေးကန်နေတာအခုတို့လည်းကြိုးရှိဒီပေါ့နော်ကျွန်တော်မြင်ရတဲ့လောက်ပေါ့နော် drop ball တွေကန်တဲ့ခါမှာ pro player တွေတော်တော်များများပဲဒီ drop ball တွေကိုကန်တတ်တာပေါ့နော်ဒီလိုဟိုကင်ပြီးတော့ bounce အဲ့လိုမျိုးတွေကန်ဖို့ဆိုရင်ဘယ်လောက်လေ့ကျင့်ရဒီလိုမျိုးတွေကန်တတ်ဖို့ဆိုအဲ့လိုမျိုးကန်တတ်ဖို့ဆိုကျွန်တော်တို့ကတော့တနေ့ကိုဆရာကန်ခိုင်းတယ်ဆိုတနေ့အဲ့လို drop ball ကန်တယ်အလုံး50အဲ့လိုမျိုးတနေ့မကန်တဲ့ချိန်ကန်ရတာအဲ့လိုမျိုးမှန်မရှိကန်တယ်လွဲတဲ့ခါလည်းရှိရတယ်ဒါပေမဲ့အဲ့လိုကန်နေမှာဆိုတော့နည်းနည်းဘောလုံးဖြီလင်းခြေထောက်နဲ့ဘောလုံးနဲ့ထိတွေ့တဲ့ဖြီလင်းလေးရလာပြီးတော့ထိချက်လေးမှန်လာဟိုကိုကယူသွတ်တယ်ဆိုတော့အဲ့လိုမျိုးလေ့ကျင့်တယ်ဟို go train နေရပင်ပန်းလားကိုပြောပြပါ go train နေရတော့ပွဲထဲမှာသဘောသမားနည်းနည်းတက်တာတယ်တင်တယ် training မှာကစားသမားတွေ go train နေပို့ပင်ပန်းတယ်ပေါ့နှစ်ဆလောက်ပင်ပန်းတယ်အဲ့ကြတော့go train နေရတော့ပင်ပန်းတယ်ဒါပေမဲ့ပွဲတဲ့ကြရင်တော့ကိုသင်းတိုင်တာလို့တော့တက်တာတာပေါ့ဒါပေမဲ့ဘိုးထွေနေတော့ပြင်တယ်တချို့အပိုင်းတွေပေါ့နော်ဒီလက်ပုတ်အားတွေပါဒီလိုဂျမ်ပင်းနေဆိုရင်ရောပေါ့နော်ဘလိုတွေဟိုဟာကိုကလေ့ကျင့်ဖို့လို့လက်ကုပ်အားဆိုတော့အခုကနီးစနစ်တွေရှိလိုက်ဆိုဒီလက်ညစ်တဲ့ဟာတွေရှိရတယ်နော်ကျွန်တော်တို့ကတော့သတင်းစာဟိုဒီမှာကြေမွားတော့စိုးရင်တော့ကြေမွားတော့လက်အားတွေတန်ဟိုလိုမျိုးလေ့ကျင့်တာအဲ့လိုဂျမ်ပင်းနေကြောက်လေတနေ့ကိုစကွတ်ထိုင်တာလို့အဲ့လိုဂျမ်ပင်းအားတာတွေလေ့ကျင့်ကနေအဲ့လိုမျိုးလုပ်ပြီးတော့ပဲအားတာကျင်းရင်ရှူတင်ဟိုလေ့ကျင့်နေပြီဆိုရင်ကိုယ့်ရဲ့ဒီလက်ခောက်တွေပေါ့ injury မရအောင်လို့ဘယ်လိုတွေကာကွယ်သင့်လက်ခောက်တွေ injury မရအောင်ဆိုရင်ဒီလက်တွေမှာအရင်ဆုံးလက်တွေမှာဟိုကော်ချောင်းတွေပါတဲ့ဟာရှိရဒါပေမဲ့အဲ့ဒါတော့မှအဲ့ပြင်ဒီမှာကိုယ်တိတ်တွေပါပတ်ပြီးအဲ့လိုမျိုးကာကွယ်ပြီးတော့ကိုကနောက်ပြီးနီးစနစ်မှန်ဖမ်းနိုင်တော့လက်မခောက်နိုင်ဘူးအဲ့လိုမျိုးနီးစနစ်မှန်မသိရင်တော့အဲ့လိုမျိုး injury တော့ဖြစ်နိုင်အဓိကတော့စနစ်တကျလေ့လာပြီးဖိုင်တယ်နောက်တစ်ခုသိကြအောင်နော်ဘိုးဖမ်းတယ်ဆိုတာအန်နီရတော့ရှိတယ်ဘလို့အလုံးမျိုးတွေဆိုရင်ဟိုကိုယ့်အတွက်အရင်ကြီးမားမားအန်နီရရအဲ့လိုဒီလိုလေးပုံမှာအခုရှင်ခုံတဲ့လုံးနေပါဆိုကြီးမားမားအောက်ပြုတ်ကြရင်ကိုအကြမတော်တာလို့ပါဆိုခါကျခေါင်းနဲ့ကြတာတော့အဲ့လိုမျိုးရှိတတ်တယ်ပေါ့အဲ့ဒါတွေတော့ဘယ်လိုပြောမလဲကိုဂျမ်ပင်ကောင်းဖို့အတွက်နဲ့နောက်ပြီးကိုနီးစနစ်နဲ့လုပ်တော့ဒါတွေကအမြင်များတယ်ဒါဆိုရင်ကီပါတယောက်အနေနဲ့လေ့ကျင့်မယ်ဆိုရင်အရန်မောင်းအောင်စကားပြောတယ်
ဘူးခင်မှာတော့ပြောတော့ဘောကြီးမောင်ဘာလို့လဲဘိုးသမားတယောက်ကမရှိတဲ့ဆိုရှိတဲ့နေဆိုရင်အရက်6ပေဝန်းကျင်လောက်ဆိုတော့ခေါင်းဆုံးအားကျွန်တော်မြန်မာနိုင်ငံနေလည်းပြောတော့မြန်မာနိုင်ငံပြင်ပလူတွေဆို6ပေတောင်ကျော်သေးတာဘိုးသမား ကိုယ်တိုင်အခုပြန်ခဲ့တဲ့ပွဲတွေမှာအမှတ်တရဖြစ်မဲ့ပွဲတွေဆိုဘယ်ပွဲတွေ အမတ်တရားတော့ကျွန်တော်တို့ကကျွန်တော်ဘရူနိုင်းပြင်ပလာရတဲ့ပွဲတို့ဘာလို့ဘာအောင်သူတို့ဘောင်းနဲ့ပြန်ခဲ့တဲ့ပွဲဒါကြည့် ဘိုးဘွားရဲ့ပေးရမယ် ပြရနောက်ကျွန်တော်ပထမဆုံးနိုင်ငံကယူဆကြောက်လေးနဲ့စပါတဲ့ပွဲပေါ့အဲ့ဒါကြတော့ဟုတ်ကဲ့ ဒါဆိုကစားသမားဘွားမှာဘယ်နှစ်လောက်ဖြတ်တန်းလဲ ကျွန်တော်ဆိုရင်2006ကမန်လေးသိပ်ပန်တက်တယ်ဆိုတော့2018မှာ73နှစ်ဝန်းကျင်လောက်12နှစ်ဝန်းကျင်လောက်ဖြစ်တန်းခဲ့တာ ဖြတ်တန်းခဲ့ဘွားအတူတူနဲ့မှာအဲ့လိုမှတ်မှတ်ရဖြစ်မဲ့အမှတ်တရတစ်ခုလောက်ပြောပြီး အမရပြမတ်တရားတော့ဒါမြန်မာပြည်မှာဘယ်တော့မှမရှိဘူးလေကျွန်တော်တို့ကန်နေဆိုဓမ္မဗလာဝင်ဝင်ရတယ်မမရဝက U20 ဝကဝင်ရတယ် ဒီပေါ်တော့ဒီမှာလဲဘလုံးနေကင်နဲ့ဖြတ်တန်းနေတယ်ခုလိုမျိုးမြောက်ပြီးကျွန်တော်ကျေးဇူးတင်ပါတယ် ကျွန်တော်လည်းကျေးဇူးတင်ပါတယ် ဒီဗီဒီယိုထဲမှာလိုအပ်မယ့်အရာတွေကိုကျွန်တော်ထည့်မေးပေးထားပါတယ်နောက်ဗီဒီယိုတွေမှာလည်းအခြားသိချင်တာရှိတယ်ဆိုရင်လည်း comment ထဲမှာရေးသွားခဲ့လို့ရပါတယ်